ရှင်ဘန်ကာတွေဆောက်ရတယ်ဆက်သွယ်မြောင်းတွေတူရတယ်ဘုံခိုချင်းတွေတူရတယ်ပြီးတော့သူတို့ရဲ့ဒီဘယ်လိုပြောရမလဲအာနာနဲ့ပေါ့နော်ဒီရွာတွေကိုဝင်သူတို့ပြောတဲ့အိမ်တွေကိုဖျက်ရပါတယ်ဖုံကြောင်းတိုင်ရပါအစားကျွန်တော်တို့တွေအကုန်လောက်ရပါတယ်ဒါပေမဲ့စိတ်တရမှာပါဘူးကျွန်တော်တို့ဒီလိုမျိုးအမိတ်နဲ့ပဲခိုင်းတာပါမလုံနိုင်တဲ့ຢာတွေကိုလည်းဖိတော့ခိုင်းတယ်ဖိရတယ်ပေးတယ်ဟိုအစားတော့ကြတယ်ကောင်းမှုလည်းမကြည့်တော့ဒါကျွန်တော်တို့အခုလက်ရှိကြုံရတဲ့ဖြစ်ပါကျွန်တော်ဟိုစစ်တာတော့ဘာမှမရှိသေးပါဘူးစစ်ကောင်စီဝင်တာ3လပဲရှိပါသေးတယ်ဒီအမြင့်ကျုံမှာကျွန်တော်ကာကင်းမှာတောင်းထမ်းဆောင်တဲ့အချိန်မှာကြုံတွေ့ရတဲ့အဖြစ်အပျက်လေးပြပြတာအဲ့လိုမျိုးဖိနှိပ်တာတွေရှိတဲ့အတွက်ကျွန်တော်တို့မှာထွက်ပြေးခြင်းတဲ့လူတွေတပုံကြီးရှိပါတယ်ဒါပေမဲ့သူတို့ကကျွန်တော်တို့ကိုချင်းချောက်လာတာဒီအမြင့်ကျုံဒါရဲ့အရှိပါပေါ့နော်အားတက်တော်ရှိတယ်မင်းတို့အဲ့တက်တော်တွေကိုအလင်းဝင်တာဖြစ်ဖမ်းခံတာပဲဖြစ်ကြောက်ရတဲ့အချိန်မှာမင်းတို့အမျိုးမျိုးနှိပ်စက်မယ်လက်ပြန်ကြီးတို့ရိုက်မယ်လေလီတက်တာတွေပြီးလို့ရှိရင်အစာရည်အငတ်ခံကြီးတို့ထားတာတွေအဲ့လိုမျိုးတွေပြရည်လို့ကျွန်တော်တို့ချင်းချောက်ထားပါတယ်သူတို့ဒီစစ်မြေမှာထွက်ပြီးမဲ့ဆိုလို့ရှိရင်လေသူတို့ကိုယ်တိုင်အနောက်နေလို့လိုက်တော့ပြက်မယ်လို့ပြောပါတယ်အဲကြောင့်ကျွန်တော်တို့တငယ်ချင်းတွေနေပေါ့ဘလူးမဒီဘက်ကိုလည်းမလာရဲပေါ့အကြောက်တရားနဲ့ကျွန်တော်တို့စိုးမှုရတာအများသောအားဖြင့်တော့ဖုံးတွေကိုကျွန်တော်တို့သိမ်းထားပါတယ်မိဘနေတဲ့အဆက်တွေပေးမလုပ်ပါဘူးဒီအပြင်လောကသတင်းတွေနဲ့လည်းဘာမှအဆက်တွေမြောက်အမောင်ချရခဲ့ပါတယ်သူတို့ပြောတဲ့ပုံစံကတော့ဒီအာရတက်တော်ကြီးပါနော်ဟိုဘလူးပဲသွားပေါ့နော်ဘလူးပဲရောက်မင်းတို့တွေကိုနှိပ်စက်မှာပါဒါပေမဲ့ကျွန်တော်အခုရောက်ခဲ့တဲ့အချိန်မှာတော့အာရတက်တော်ကြီးကကျွန်တော်တို့ကြိုတာသူတို့ပြောတာနဲ့တခြားစီပါကျွန်တော်တို့တူတွေချင်းပဲညီကိုလူပဲမေးပါတယ်ဆက်ဆံပါတယ်သူတို့လူတွေနဲ့တော့ကြွားပါတယ်ကျွန်တော်တို့အစားအစားတော့အခွေစားအကုန်လုံးကျွန်တော်တို့ကူညီပံ့ပိုးပေးပါတယ်အားကြောင့်လည်းကျွန်တော်တို့ကဒီအာရတက်တော်ကြီးကိုလင်းဝင်ရောက်ခင်တာပေါ့နော်ကြောက်တာပေါ့ဒါပေမဲ့အဲ့အမြင့်ကျုံရောက်မှကျွန်တော်တို့ပတ်ဝန်းကျင်နေလို့ပြောပြပြီးတော့ဒီအာရတက်တော်မှာသူတို့ထွက်ပြေးတဲ့လူတွေရှိတယ်ပေါ့နော်အလင်းသွားရောက်ပြီးတော့ဝင်ရောက်ခြင်းရှိခဲ့ရဲတွေလည်းရှိခဲ့ပါတယ်သူတို့အဆင်ပြေတယ်ပေါ့အဆက်တွေလေးပါရတယ်ကျွန်တော်မှလည်းဟိုသွားတယ်ခက်ကြောက်ပေါ့ဗျာသူတို့ကပြောရတာဟုတ်ဓာတ်ပုံတွေပြရတာတင်နှမ်းပါလေအာရတက်တော်ကဘလို့ကျန်းတာဘလို့ရက်ဆက်တာအဲ့ဒါနဲ့ပဲကျွန်တော်တို့မဝင်ရဲဘူးဒါပေမဲ့အမြင့်ကျုံမှာအဲ့လိုမျိုးကျွန်တော်တို့ပြောပြဆိုပြလို့ရှိတော့ကျွန်တော်တို့ယုံကြည်တော့ဒီအာတက်တော်ကြီးဘက်ကိုအလင်းဝင်ရောက်ခဲ့တာပေါ့အလင်းဝင်ရောက်တဲ့အချိန်မှာလည်းခုနကျွန်တော်ပြောသလိုပါကျွန်တော်တို့ညီလူကိုလူဆက်ဆံနေနော်အခွေစားအစားအစာပါအစအကုန်လုံးကူညီပံ့ပိုးပြီးပါတယ်ကျမ်းမာရေးမကောင်းလို့ရှိရင်လည်းဒီဖီဝါပါအစအစဉ်ပြောင်းအားလုံးလုတ်ကင်ပြီးပါတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ထွက်ပြေးခြင်းနဲ့ကျွန်တော်တက်ရင်ရတငယ်ချင်းတွေကိုဒီသူတို့စစ်ကောင်စီပြောတဲ့စကားတွေကိုမယုံကြည်ဘူးပေါ့နော်ဒီအာရိုက်တက်တော်ကြီးကသူတို့ပြောသလိုမဟုတ်ပါဘူးဟိုဒီလိုလင်းလောင်းဝင်တဲ့လူတွေကိုကိုညီကို